ကိုကတိတ်ကိုမှအာနာတတ်တဲ့သူလားအဲ့ဒီကိုယ့်ရဲ့အာနာတတ်တဲ့အကျင့်ကိုဂုံယူပြီးတော့ကိုလူကောင်းသူကောင်းတယောက်လို့ထင်မိနေဘူးလားအဲ့ဒီကိုယ့်ရဲ့အာနာတဲ့အကျင့်ကြောင့်မလို့လူတွေကကိုယ့်ကိုဘလို့မြင်မလဲဆိုတာကိုရောတွေးကြည့်ဘူးလားဒီကောင်ငပေါ်ပါကွာလို့တွေးကြမယ်ထင်လားဒါမှမဟုတ်ရင်အာနာတတ်တဲ့ကိုလူတွေကဝိုင်းပြီးတော့လေးစားချီကျူးနေကြလိမ့်မယ်လို့ထင်လားဒီဗီဒီယိုလေးကအာနာတတ်တဲ့သူတွေကိုမကောင်းပြောဖို့ရည်ရွယ်တာမဟုတ်ပါဘူးကိုယ့်ရဲ့အာနာတတ်တဲ့စိတ်ကြောင့်မလို့ဘာတွေဖြစ်နိုင်လဲဆိုတာကိုသိသိချင်းအောင်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါရစေကျွန်တော်ရဲ့နာမည်ကတော့ APUI ပါအာနာတတ်တဲ့အကျင့်ကလူကောင်းသူကောင်းတယောက်ရဲ့အရေးအသွေးလို့အချို့ကပြောကြတယ်ဒါပေမဲ့အာနာတာတွေတအားများလာတဲ့အခါမှာတော့အဲ့ဒီအရေးအသွေးကပဲကိုယ့်ဘဝကိုတဖြည်းဖြည်းချင်းဖြည့်ဆည်းသွားနိုင်တယ်အချို့လူတွေကကိုမလုတ်ချင်တဲ့ကိစ္စကိုအာနာတဲ့စိတ်တစ်ခုတည်းနဲ့ no လို့မပြောရကြဘူးအချို့ကကိုပင်ပန်းနေရတောင်မှသူများအတွက်အမြဲအဆင်ပြေအောင်နေပေးကြတယ်ဒါပေမဲ့နောက်ဆုံးမှသူတို့ရတဲ့အရာနည်းနည်းတော့ရှင်းလာစရာကောင်းတယ်သူတို့တကယ်ရလာတာကလူတွေရဲ့လေးစားမှုမဟုတ်လူတွေရဲ့အသုံးချခံမှုကိုရရှိသွားတာစိတ်ပညာမှာလူတစ်ယောက်ကအရန်အာနာလွန်လာတဲ့အခါမှာသူ့ရဲ့ကိုတန်ဖိုးထားမှုကတဖြည်းဖြည်းချင်းလျှော့ကျသွားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့စိတ်ထဲမှာကိုကြောင့်မလို့သူများစိတ်မကောင်းဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့အကိုဘာခံစားနေရလဲဆိုတာထက်ပိုအရေးကြီးနေတော့တာအဲ့ဒီအချိန်ကနေစပြီးတော့ကိုဘဝကိုအစဉ်ပြေအောင်နေဖို့ထက်သူများမျက်နှာကိုကြည့်ပြီးတော့အသက်ရှင်နေရတဲ့သူဖြစ်သွားတယ်ဥပမာကိုအတွက်ဒီဒဏ်ရာအပြည့်ရှိနေတဲ့ relationship တစ်ခုမှတောင်မှတစ်ဖက်သားနာသွားမှဆိုလို့ဆိုပြီးတော့ကိုကဖြစ်သမျှတွေကြိတ်ခံပြီးတော့ပြောမထွက်ရဘူးနောက်ဆုံးကိုပဲငဘောကြီးဖြစ်ပြီးတော့ကြံခဲ့တာပဲမလားကိုမလုပ်ချင်တဲ့အလုပ်တွေကိုတောင်မှအားနာလို့ဆိုပြီးတော့ဆက်လုပ်နေကြတဲ့သူတွေရှိတယ်ကိုပင်မနေဆိုတာသိပေမဲ့ငါအဆင်ပြေပါတယ်ဆိုတဲ့စကားကိုပဲအာနာနာနဲ့ပြောထွက်နေကြတယ်တကယ်တော့အဲ့ဒါကိုအပြစ်ပေးနေရနော်ဒါပေမဲ့လူတွေမသိတဲ့အရာတစ်ခုရှိတယ်အာနာလွန်တဲ့သူတွေကအပြင်မှာပြုံးနေတတ်ကြရင်မဲ့အတွင်းမှာတော့စိတ်ဖိစီးမှုအများဆုံးခံစားနေရတဲ့သူတွေဖြစ်နေတတ်ကြတယ်သူတို့ကစိတ်ဆိုးနေလဲတော်ရုံမပြောဘူးရင်ထဲမှာနာကျင်နေလဲတော်ရုံထုတ်မပြအောင်မကြိုက်လဲသီးခံထားကြတယ်ဒါပေမဲ့အဲ့ဒီဖိထားတဲ့ခံစားချက်တွေကတနေ့ကြာရင်ဒီ mental breakdown တစ်ခုအနေနဲ့စိတ်ပိုင်းဆိုင်ရာမှာအပြင်းထန်ကိုပြန်ပြီးတော့ပေါက်ကွဲထွက်လာတတ်တယ်ပြီးတော့အဆိုးဆုံးကအာနာလွန်တဲ့သူတွေကိုလူတွေကလေးစားမှုသိမရှိဘူးအချို့လူတွေကကိုယ့်ရဲ့သဘောကောင်းမှုကိုသဘောကောင်းမှုလို့မမြင်ကြဘူးကိုယ့်ကိုမငင်းဆန်ရဲတဲ့သူငင်းဆန်ရမှာကြောက်တဲ့သူဆိုပြီးတော့မြင်ကြတယ်အဲ့ဒါကြောင့်သူတို့ကအကူအညီတောင်းတာတွေဒီကိုယ်ပတ်စံလာချေးတာတွေကိုခေါင်းမို့တာဝန်တွေပုံချတာတွေကိုယ့်ရဲ့ခံစားချက်ကိုထိန်းချုပ်တာတွေအဲ့ဒါတွေအားလုံးကကိုယ့်စီကိုပဲဒီစုပုံပြီးတော့ရောက်လာတယ်စိတ်ပညာမှာအဲ့ဒါကို people pleasing behavior လို့ခေါ်တယ်အခြားသူတွေပျော်ဖို့အတွက်ကိုယ့်ရဲ့ခံစားချက်ကိုစတေးပြရတဲ့အခြေအနေမျိုးကိုပြောတာအစာပိုင်းမှာကိုလူကောင်းလို့ထင်ရရင်ပဲကြားလာရင်တော့ကိုယ်တိုင်တောင်မှကိုယ့်ရဲ့ဖြစ်တည်မှုပျောက်ဆုံးသွားတတ်တယ်အချို့လူတွေကအသက်ကြီးလာမှဒီအဖြစ်မှန်ကိုသဘောပေါက်ကြတယ်ငါဘွားတစ်လျှောက်လုံးသူများအဆင်ပြေအောင်နေခဲ့ရတာပါလားဆိုပြီးတော့ကိုအပြစ်တွေတင်ကြတယ်ဒါကြောင့်ပြောရရင်အာနာတတာမမားပါဘူးဒါပေမဲ့ကိုယ်စိတ်ကိုထိခိုက်တဲ့အထိအာနာနေရင်တော့ကိုတဖြည်းဖြည်းချင်းဖြက်စီးနေရတဲ့အတူတူပဲတခါတလေမှာပြက်ပြက်သားသားညင်းပြီးတော့ no လို့ရဲရဲကြီးပြောရဲဖို့လည်းလိုတယ်ပြောတတ်ဖို့လည်းလိုတယ်တခါတလေကိုယ့်ရဲ့ခံစားချက်ကိုဦးစားပေးဖို့လိုတယ်လူတိုင်းကိုအဆင်ပြေအောင်လုပ်ပေးဖို့စူးစမ်းနေတဲ့သူကတော့နောက်ဆုံးမှာကိုယ်တိုင်ပဲမပျော်ရှင်ရတဲ့သူဖြစ်သွားတတ်တယ်